မင်္ဂလာပါရှင်ကျမတို့ထထန်းရှိနေတော့ဝါဝင်းသူဖြစ်ပါတယ်ရှင်ကျမမနေ့ကရှင်းပြထားတဲ့ရာဇကြီးပုံမှာ191နဲ့ပတ်သက်ပြီးတော့ဆက်ဆက်လျက်ရှိတယ်ရာဇကြီးပုံမှာ192 193ကြောင်းကိုကျမဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်ရာဇကြီးပုံမှာ192ကမမှန်သက်သေကံကိုတမင်ဖန်တီးတာဖြစ်ပါတယ်ဒီလိုမျိုးမမှန်သက်သေကံကိုတမင်ဖန်တီးခဲ့တယ်ဆိုလို့ရှိရင်ရာဇကြီးပုံမှာ193ရာအရေးယူခံရနိုင်ပါတယ်ရာဇကြီးပုံမှာ193ပါပြဋ္ဌာန်းချက်ကိုရှင်းပြရမယ်ဆိုလို့ရှိရင်တရားရုံးရဲ့ညီသည့်အဆင့်၌ပဲဖြစ်စေညီသူမဆိုပေါ့နော်အကြောင်းအရာတစ်ခုကိုတိတိကျကျသိတော်လဲပဲတမင်တကာမမှန်သက်သေခံခဲ့ရင်ဒါမှမဟုတ်ညီသည့်အဆင့်၌ပဲဖြစ်စေနော်ဒီအကြောင်းအရာကိုသိပါရက်နဲ့မမှန်သက်သေခံဖို့အတွက်တမင်တကာဖန်တီးယူခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီလို9နှစ်ထိထောင်နဲ့ချမှတ်ရမယ်အပြင်ငွေဒဏ်မှာချမှတ်ခံရနိုင်ပါတယ်အပြင်အခြားကိစ္စရပ်တွေမှာလည်းကိုယ့်ရဲ့အမှုသက်သာခွင့်ရဖို့အတွက်တမင်တကာမမှန်သက်သေခံခဲ့ရင်ဒါမှမဟုတ်မမှန်သက်သေခံဖို့အတွက်တမင်တကာဖန်တီးယူခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီလူကို3နှစ်ထိထောင်ဒဏ်ချမှတ်လို့ရတဲ့အပြင်ငွေဒဏ်မှာချမှတ်ခံရနိုင်ပါတယ်။ကျွန်မပြောချင်တာကတော့ပေါ့နော်ကိုယ့်ရဲ့အမှုသက်သာခွင့်ရဖို့တစ်ခုတည်းနဲ့မမှန်သက်သေခံတာတွေမမှန်သက်သေခံဖန်တီးတာတွေကိုယုံကြည်တဲ့အရာကိုမယုံကြည်ဘူးပြောတာတွေကိုမယုံကြည်တဲ့အရာကိုယုံကြည်တယ်ပြောတာတွေဟုတ်တာကိုမဟုတ်တာလုပ်ပြီးတော့ကိုဆောင်ရွက်ခဲ့ရဆိုလို့ရှိရင်ယခုကဲ့သို့ပြည်ထောင်ချမှတ်ခံရနိုင်ကြောင်းရှင်းပြရခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။